အရှိအလဲပိုင်းမှာဘာတွေဖြစ်နေတယ်လဲဆိုတာနားလည်ဖို့ကအရင်ကထပ်ပို့ပြီးတော့အရေးကြီးတာပါပြီမင်္ဂလာပါဒီနေ့ကျွန်တော်ပြပြပေးမယ့်အကြောင်းအရာကတော့အီရန်နဲ့အရှိအလဲပိုင်းဆိုင်ရာအမေရိကန်ကြွကျင်သူတွေရဲ့အကြံဉာဏ်ကိုသမ္မတဒေါ်နယ်ထရန့်ဘာကြောင့်နားမထောင်ချင်တာလဲပြီးတော့ CIA ပေါ်မှာဘာကြောင့်တန်ရာစိတ်အပြည့်ရှိနေရလဲဆိုတာပဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်20နီးပါးကလေးကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်တဲ့ထောက်လှမ်းရေးအရာရှိတွေပြင်ပကြွကျင်သူတွေဘူဝါဒချမှတ်သူတွေကြားငင်းခုန်မှုတွေကရပ်တန့်နေခဲ့တာပါ။ဒါပေမဲ့သမ္မတဒေါ်နယ်ထရန့်ဟာပြီးခဲ့တဲ့စနေနေ့တွေကအီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုပုံကျဲဖို့အမေရိကန်စစ်တပ်ကိုအမိန့်ပေးတဲ့အခါမှာဒီအခြေအနေတွေကပြောင်းလဲလာခဲ့ပါတယ်။အဲဒီငင်းခုန်မှုတွေဟာအမေရိကန်ရဲ့ထောက်လှမ်းရေးအတိုင်းအဝန်းနဲ့အစ္စရေးနောက်ပြီးတော့အီရန်ကိုစတင်တဲ့ကျေယိုးဆွဲဝါဒီတွေကြားမှာစကြင်ဘက်ဖြစ်နေခဲ့တာကြာပါပြီ။အမေရိကန်ထောက်လှမ်းရေးအေဂျင်စီကတော့အီရန်မှာယူအေအီရန်ကျော်ဝတဲ့အစီအစဉ်ရှိရမယ်အမှန်တကယ်တော့မြစ်တူဘုံတစ်လုံးမှမတိဆောက်ဘူးလို့နှစ်ပေါင်း20နီးပါးလောက်ကောက်ချက်ချထားတာဖြစ်ပါတယ်။ဒါဟာ2009ခုနှစ်ကတည်းကအီရန်နဲ့ပတ်သက်တဲ့သူတို့ရဲ့ထောက်လှမ်းရေးအစီအခံစာရဲ့အဓိကအချက်ပါ။ဒါကြောင့်လည်းအီရန်ရဲ့ယူအေအီရန်ကျော်မှုအစီအစဉ်နဲ့ဗနက်အဖြစ်ပြောင်းလဲခြင်းဒါမှမဟုတ်ဗုဒ္ဓဆောက်မှုရဲ့အရေးပါမှုအပေါ်နှစ်ပေါင်းများစွာအဆမပြတ်ငင်းခုန်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။အစ္စရေးနဲ့အီရန်ကိုစတင်သူတွေကတော့အီရန်ဟာဘုံတလုံးကိုအတော်လေးမြန်မြန်ဆန်ဆန်တိစောက်နိုင်တာကြောင့်ကျော်ဝမှုနဲ့လက်နက်အဖြစ်ပြောင်းလဲမှုငင်းခုန်တာဟာအရင်ပါဘူးလို့တက်ခါတလဲလဲပြောပါတယ်။ဒါပေမဲ့အီရန်ဟာ2003ခုနှစ်မှာသူ့ရဲ့လက်နက်အဖြစ်ပြောင်းလဲရေးအစီအစဉ်ကိုရပ်ဆိုင်းခဲ့ပြီးအဲဒီနောက်ပိုင်းဘုံတိဆောက်ဖို့စ조사ခဲ့ခြင်းမရှိပါဘူး။အီရန်အစိုးရကနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတယ်ဆိုတဲ့ချင်းချောက်မှုအနေအထားကိုထိန်းသိမ်းထားတာကလည်းသူ့ရဲ့အကျိုးစီးပွားကိုပုံမအထောက်အကူပြုရလို့ဆယ်စုနှစ်များစွာကလေးကရှင်းရှင်းလင်းလင်းမြင်ခဲ့တာပါ။အီရန်ကဘုံမတိဆောက်ပဲနျူကလ িয়ার အစီအစဉ်ရဲ့ချင်းချောက်မှုကိုဆက်ပြီးထိန်းသိမ်းတာကအီရန်အာဏာရှင်ဆဒမ်ဟူစိန်ရဲ့အစုလိုက်အပြုံလိုက်ဖျက်ဆီးရေးလက်နက်အစီအစဉ်ကိုကင်တွယ်ပုံနဲ့ဆင်တူပါတယ်။ပထမပင်လယ်ကွေ့စစ်ပွဲပြီး1990ပြည့်လို့နှစ်တွေမှာဆဒမ်ဟူစိန်ကသူ့ရဲ့နျူကလ িয়ার ဓာတုနဲ့ဇီဝလက်နက်ဖန်တီးရေးအစီအစဉ်ကိုဖျက်သိမ်းခဲ့ပေမဲ့အမေရိကန်ဒါမှမဟုတ်ကုလသမဂ္ဂကိုလုံးဝထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။သူကအခြားနိုင်ငံတွေအထူးသဖြင့်သူ့ရဲ့ဒေတာတွင်းကျန်းသူအီရန်ကသူ့မှာလက်တွေရှိနေသေးတယ်လို့ထင်စေခြင်းခဲ့တာပါ။အမေရိကန်အရာရှိတွေကဒီလိုတွေးခေါ်ပုံကိုနားမလည်ခဲ့ကြပါဘူး။ဒါကြောင့်ဆဒမ်ဟူစိန်မှာ WMD အစီအစဉ်ရှိနေသေးတယ်လို့ယူဆပြီးမှားယွင်းစွာတွက်ဆခဲ့ပါတယ်။ဒီလိုစိတ်ထားမျိုးကပဲထောက်လှမ်းရေးအတိုက်အဝန်းရဲ့အကြီးမားဆုံးကပ်ပေးတွေကိုဦးတည်စေခဲ့ပါတယ်။ဆွေးနွေးပြေခင်ကဆဒမ်ဟူစိန်မှာ WMD အစီအစဉ်ရှိသေးတယ်လို့မှားယွင်းစွာသတင်းပို့ခဲ့ပြီးဒီမှားယွင်းတဲ့ထောက်လှမ်းရေးအချက်အလက်တွေမှာ2003ခုနှစ်အီရတ်ကိုကျူးကျော်ဖို့ဂျော့ W. Bush အစိုးရကိုအကြောင်းပြချက်ပေးခဲ့ပါတယ်။အတိတ်တုန်းကအီရန်ရဲ့နျူကလ িয়ার ကိစ္စမှာမအောင်မြင်မှုတွေဖြစ်ပြီးတဲ့နောက်ထောက်လှမ်းရေးအတိုင်းအဝိုင်းရဲ့အီရန်နျူကလ িয়ার အစီအစဉ်ပေါ်အကဲဖြတ်မှုတွေဟာ Bush ကနေအိုဘားမားဘိုင်ဒန်အထိစတိုက်ဆိုသလိုသမ္မတတွေရဲ့လုပ်ရက်ကိုထိန်းချုပ်ပေးခဲ့ပါတယ်။သူတို့အားလုံးကအီရန်ကိုစိုက်နေဖို့ဒါမှမဟုတ်အစ္စရေးကအီရန်ကိုဘုံကျဲခွင့်ပေးဖို့အစ္စရေးရဲ့ PR တွေကိုရင်ဆိုင်ခဲ့ရပါတယ်။ဒီကနေ့မှာကွာခြားချက်ကထော်လာရေးအစီအကံသားတွေတိတိတကာပြောင်းလဲသွားလို့မဟုတ်ပါဘူး။အဲ့ဒါကထရန့်ဟာသူ့ရဲ့ရှိကသမ္မတတွေထက်အစ္စရေးကိုပုံမူနားထောင်ကျင်နေပြီးဘိုးထော်လာရေးအေဂျင်စီ CIA ကိုလည်းအလုံးအမင်းတန်လျာရှိနေမျိုးပါပဲ။သူပြန်ပြီးတော့ရာထူးတက်လာတဲ့အချိန်ကစလို့အမျိုးသားလုံခြုံရေးကောင်စီကဝန်ထမ်းအများအပြားကိုထုတ်ပစ်ပြီးအမျိုးသားလုံခြုံရေးအတိုင်အဝန်းတစ်ခုလုံးမှာ policy သဘောအရရှင်းထုတ်မှုတွေလှုပ်ဆောင်ခြင်းအပြင်ထရန့်ကအီရန်ရဲ့အရှေ့အလယ်ပိုင်းဆိုင်ရာကျွမ်းကျင်သူတွေရဲ့အကြံဉာဏ်ကိုနားထောင်ဖို့စိတ်မဝင်စားဘူးဆိုတာရှင်းရှင်းလင်းလင်းပြသခဲ့ပါတယ်။ထရန့်ဟာကျွမ်းကျင်သူတွေအပေါ်သူ့ရဲ့တန်ရာစစ်ကိုမကြာသေးခင်ကသတင်းတောက်တွေကိုပြောကြားခဲ့တဲ့စကားနဲ့ထပ်လောင်းအတည်ပြုခဲ့ပါတယ်။အီရန်ကဘုံမတိဆောက်သေးဘူးဆိုတဲ့အမေရိကန်ထောက်လှမ်းရေးအတိုင်းအဝိုင်းရဲ့နောက်ဆုံးအကဲဖြတ်မှုကိုကျွန်တော်ဂရုမစိုက်ပါဘူးလို့သူကပြောခဲ့တာပါ။အီရန်ကအမှန်တကယ်လက်နက်အဖြစ်ပြောင်းလဲနေကြဆိုတဲ့ဘလို့အထောက်အထားမှမရှိဘဲနဲ့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်တဲ့ငင်းခုန်မှုတွေကလွန်ခဲ့တဲ့နှစ်20အတွင်းမှာအီရန်ယူအေအီရန်ကျောင်းမှုအစီအစဉ်ရဲ့ပြောင်းလဲမှုတစ်ခုစီရဲ့အရေးပါမှုပေါ်ဘာသာရေးဆိုင်ရာငင်းခုန်မှုတွေအဖြစ်ကိုတော့ရောက်ရှိသွားခဲ့ပါတယ်။အဲဒီငင်းခုန်မှုဟာ2009ခုနှစ်မှာပထမဆုံးအကြိမ်သတင်းကောင်းစီးကြီးအပေါ်ကိုရောက်လာခဲ့ပါတယ်။အဲဒီအချိန်တုန်းက Bush အစိုးရဟာအီရတ်နဲ့အာဖဂန်နစ္စတန်နှစ်ခုစလုံးမှာစစ်ပွဲတွေနဲ့နှိမ်မုန်းနေချိန်မှာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုရပ်တန့်ဖို့
ဘုံကျဲဖို့စဉ်းစားနေခဲ့တာပါအဲ့ဒီငင်းခုန်မှုတွေကြားထဲမှာ2009ခုနှစ်အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ဆိုင်ရာအမျိုးသားထောက်လှမ်းရေးအကဲဖြတ်ချက် NIE ရဲ့အဓိကတွေ့ရှိချက်ကိုထုတ်ပြန်ခဲ့ပါတယ်။ NIE ဆိုတာကအမေရိကန်ရဲ့ထောက်လှမ်းရေး agency 18ခုရဲ့သဘောထားတွေကိုဖော်ပြဖို့ရည်ရွယ်တဲ့အစီအစဉ်ဖြစ်ပြီးအီရန်ဟာ2003ခုနှစ်မှာသူ့ရဲ့နျူကလ িয়ার လက်နက်အစီအစဉ်ကိုရပ်ဆိုင်းခဲ့ပြီးဘုံတစ်လုံးမှမတိဆောက်ဘူးလို့တွေ့ရှိခဲ့ပါတယ်။အီရန်က2010ခုနှစ်မှာဘုံတစ်လုံးကိုဆက်လက်ဖန်တီးနိုင်သေးတယ်လို့တွေ့ရှိခဲ့ပေမဲ့သူ့ရဲ့စီးပွားရေးဆိုင်ရာနျူကလ িয়ার လောင်စာစက်ဝါးလက်ရှိနျူကလ িয়ার လက်နက်အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းမဟုတ်ဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်။2012ခုနှစ်မှာနောက်တဲ့ NIE တစ်ခုရဲ့တွေ့ရှိချက်တွေကိုထုတ်ပြန်ခဲ့ပြီးထောက်လှမ်းရေးအတိုင်းဝိုင်းရဲ့အကဲဖြတ်မှုကိုအနည်းငယ်ပြောင်းလဲခဲ့ပါတယ်။အီရန်ရဲ့ယူရေနီယံကျော်မှုအစီအစဉ်ကိုအစစ်နှစ်နေဝယ်ရှိပြီးနောက်ဆုံးမှာလက်နက်တန်းဝင်ယူရေနီယံကိုဖန်တီးဖို့အသုံးပြုနိုင်တယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့ NIE မှာအီရန်ကဘုံတိဆောက်ဖို့စ조사ခြင်းမရှိဘူးလို့တွေ့ရှိခဲ့ပါတယ်။2011ခုနှစ် NIE က2009ခုနှစ် NIE နဲ့မတူဘဲအီရန်ရဲ့စီးပွားရေးဆိုင်ရာယူရေနီယံကျော်မှုနဲ့ဖြစ်နိုင်ခြေရှိတဲ့နျူကလ িয়ার လက်နက်အလုပ်တွေကိုခွဲခြားဖော်ပြခဲ့ခြင်းမရှိပါဘူး။ဒါပေမဲ့လည်းအီရန်ဟာသူ့ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်မှုအစီအစဉ်ကိုပြန်လည်စတင်ပြီးဘုံတိဆောက်ဖို့ဆုံးဖြတ်ချက်ချထားတယ်ဆိုတာပြသဖို့လုံလောက်တဲ့အထောက်အထားမရှိဘူးလို့ NIE အသက်မှာတွေ့ရှိခဲ့ပါတယ်။ဒီနေ့မှာတော့အမေရိကန်ထောက်လှမ်းရေးအတိုင်းအဝန်းမှာအခြေခံအားဖြင့်အရင်ကအတိုင်းပါပဲ။အီရန်မှာကျော်မှုအစီအစဉ်ရှိပေမဲ့ဘုံတိဆောက်ထားခြင်းမရှိပါဘူး။ဒို့သောထောက်လှမ်းရေးဌာနညွှန်ကြားရေးမှူးကတော့ရုရှားမှာကွန်မရက်ကိုထွက်ဆိုခဲ့ရမှာအီရန်ရဲ့ယူရေနီယံပမာဏဟာအမြင့်ဆုံးမှရှိနေပေမဲ့ထောက်လှမ်းရေးအတိုင်းအဝန်းမှာအီရန်ဟာနျူကလ িয়ার လက်နက်တည်ဆောက်နေခြင်းမရှိသေးဘူး။ပြီးတော့အီရန်ရဲ့အထုပ်အမြတ်ခေါင်းဆောင်ခါမီနီကလည်း2003ခုနှစ်မှာရပ်ဆိုင်းခဲ့တဲ့နျူကလ িয়ার လက်နက်အစီအစဉ်ကိုပြန်လည်ခွင့်ပြုခြင်းမရှိသေးဘူးလို့ဆက်လက်အကဲဖြတ်နေစေဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ Trump ကအီရန်ကိုဘုံကျဲဖို့အမိန့်ပေးပြီးတဲ့နောက်မျိုးသားထောက်လှမ်းရေးဌာနညွှန်ကြားရေးမှူးကထောက်လှမ်းရေး agency တွေရဲ့အကဲဖြတ်ချက်တွေမပြောင်းလဲသေးပေမဲ့သူ့ရဲ့လုပ်ရပ်တွေကိုကာကွယ်ဖို့အလင်းအမြန်လှုံ့ဆော်ခဲ့ပါတယ်။ အစ္စရေးနဲ့စစ်လိုလားသူတွေကအီရန်ဟာဘုံတစ်လုံးကိုလျင်မြန်စွာတည်ဆောက်နိုင်တယ်လို့ဒီကနေ့အထိဆက်လက်ပြောကြားနေကြပေမဲ့အမေရိကန်ထောက်လှမ်းရေးအတိုင်းအဝန်းကတော့အစောဆုံးအဆက်နေကလေးကစ조사မှုတွေကိုထောက်လှမ်းနိုင်ခဲ့တယ်လို့အမြဲတမ်းယူဆထားပါတယ်။ပြီးခဲ့တဲ့စနေတနေ့တွေကတိုက်ခိုက်မှုအပြီးမှာကွန်ဂရက်မှာဒီမိုကရက်တွေကထရန့်ရဲ့လုပ်ရပ်ကိုတရားမျှတအောင်လုပ်ဆောင်ဖို့အချက်အလက်အပြည့်မရှိသလိုအမေရိကန်ကိုချင်းချောက်နေတဲ့အန်ဒီရဲ့အသက်လည်းမရှိဘူးဆိုတဲ့အချက်ကိုအဓိကထားပြောဆိုခဲ့ကြပါတယ်။ဗာဂျီးနီးယားပြည်နယ်ကဒီမိုကရက်အမတ်ဟယ်လ်ဒေါ်ထော်လာရေးကော်မတီရဲ့ဒီမိုကရက်အစစ်မြင့်အမတ်မက်ဝါနာကလည်းထရန့်ဟာထော်လာရေးအတိုင်းအဝန်းရဲ့တသမတ်တဲ့ကောက်ချက်ချမှုတွေကိုဂရုမစိုက်ဘဲအီရန်ကိုဘုံကျဲခဲ့တာလို့ပြောပါတယ်။အဲဒီတော့အရှိအလယ်ပိုင်းမှာဘာတွေဖြစ်နေလဲဆိုတာနားလည်ဖို့ကတော့အရင်ကထပ်ပို့ပြီးတော့အရေးကြီးလာပါပြီခင်ဗျာ။